Ke saja unzu ya saja ini ya dia me wuti hari piau baru biar taruh sudah messenger ne low shot apa no hobi ada di dia me wuti hari piau dia ne mana dah itu mati ni no kalau di suruh biar hari mia ni biar hong dua macam no hong dua macam itu dunia lebe no suruh ga yakin si saya dia pilih ku tiga ku imendah bioja no bioja menina no bioja chế gì à, rồi đến là chế gì à, mía rồi lúc bây giờ là mía là bỏ đâu rồi lên xí suy đồ cái xí là gì mà mỹ bên này cũng biểu hiện là nó ở đây đi mà biểu đồ mấy nhá đúng xí không vậy ốc cái năng力巴黎đồ biểu đồ mấy biểu giờ đấy prince giờ lại để cả mà mía mà đồ hay đi miếng đi nó giàu giá đấy đại cái cũ biển đại cái xe biển cũ biển xe biển đuôi liu bé bé cũ suy đoán nó bé bé cũ suy đoán này nhiên lý đã thà là nên liu sai chi lại nó được chỉnh ni ở đi mà hu bé sẽ đoán này bé nhà bà đi đấy đã mới đổi lâu bác sa đã số lượng lâu bà bé sa mấy suy thì ngán nít châu bác sa ngã nít châu bác sa ngã nít châu này lý châu được cái này bây giờ hay ngã châu không thâu này ngã châu không thâu ở lưu về thì ngã không cú nè cú không nít cái này bây giờ đi cú châu cú lưu gì nè đi cú châu họ bị nó là cả cú đầu nhà đầu nè nít không nít cái này bây giờ ngã cú đầu mù thâu mẹ đầu miền thâu bị gọi đi cú đầu nhà cú nè đầu ngã nít cái này bây giờ cú thì xe gì mèo cần năng liu thâu nó thâu mẹไอ้ที่ทุกเดือนสนิทดีก็ไล่หมดมาชูเล็ดด้วยบาลีเนี่ยนะကျွန်တော်လေးတွေ့ပါတယ်နော်ခုကျွန်တော်ဆွေးနွေးမှာကကျွန်တော်မူကြီးပဲမဟုတ်ပါဘူးသူများမူလေးတွေကိုကြည်ရင်ပေါ့ကြည်ရင်လည်းသူတို့လိုအပ်ချက်လေးတွေတွေ့တာကိုဖြည့်တာပေါ့ဗျာခုနကြောင်းဆရာညင်နော်နည်းနည်းလေးတော့နားငယ်အမီးတက်လိုက်ရမှာနော်မီးတူနေတယ်ပေါ့နော်အဲ့တော့သူတို့ဘယ်လိုပြလဲဆိုလို့ရှိရင်ဒီမှာ9နှစ်6 4 6ဒီအပိတ်ချင်းပေါင်းလိုက်တော့6ရတည်းပေါင်းရင်ခွန်းဆိုဒီမှာဝိုင်းပြခွန်းလို့ဒီမှာဝိုင်းပြဟုတ်ပါအဲ့ဒီတိုင်းပဲ9နဲ့2နဲ့ပေါင်းလိုက်တော့1လို့ဒီမှာဝိုင်းပြနော်ဒီမှာအဲ့ဒီတိုင်းပဲ3နဲ့2နဲ့ပေါင်းလိုက်တော့5လို့ဝိုင်းပြအဲ့လိုဆိုရင်9နဲ့2နဲ့အခုပေါင်းပြီ9နဲ့2နဲ့အခုပေါင်းပြီဒီဆိုတာပါလာတော့ဟုတ်ပြီဒီထားမိလို့ထားမိလိမ့်မယ်ဒီနှစ်ခုပေါင်းရင်နောက်ပိတ်နှစ်ခုပေါင်းရင်ဒီပထမဆုံးအကျိန်မှာကတော့6နဲ့1နဲ့ပေါင်းတယ်ခွန်းလို့နောက်ပိတ်ရလာဒုတိယကြိမ်မှာ9နဲ့2နဲ့ပေါင်းရင်ဒီဒီလို့ထိတ်ကလာဒီတတိယပင်မှာ9နဲ့3နဲ့2နဲ့ပေါင်းရင်ဒီ9လို့ထိတ်ပဲလာနော်အပိတ်ထိတ်ဒီမှာ3နဲ့2နဲ့ပေါင်းရင်ဒီ5လို့ထိတ်ရတာနော်ပိတ်ထိတ်အဲ့လိုဆိုရင်ထိတ်ကများတော့ဒီမှာ9နဲ့2နဲ့ပေါင်းရင်လည်း
တစ်ကိုကျွန်တော်တို့ကထိတ်ကယူရအောင်ထိတ်ကယူရအောင်တစ်ကိုထိတ်ကယူအောင်ခုနကဘာလို့ဒီမှာကျွန်တော်နည်းနည်းလေးအတွန့်ရှိလိုက်မယ်ဘာလို့ဒီခွန်ကထိတ်ကမလာသလဲဆိုရင်ဒီမှာကြည့်လိုက်ဗျာ6နဲ့1နဲ့ပေါင်းနေခွန်စီပေါင်းက9ဆိုနေရာမမှန်ဘူးဒါမှကျတော့2နဲ့9နဲ့ဒီပေါင်းခြင်းကဒီဘိန်းလုံးပေါင်းဒီစီပေါင်းဒီအဲ့ဒီဒီထိတ်ကလာနောက်ပေါင်း2 5စီပေါင်း5ထိတ်ကလာခုလည်းဒီမှာ2အပေါင်းကိုနော်ဒီအဲ့ဒီစီပေါင်းလို့လာခဲ့ရမယ်ပြီးခဲ့တဲ့ပင်ကလာပါတယ်နော်ဒါဆွေတော့မမြင်ခဲ့ဘူးနော်တခြားသူတွေလည်းမြင်လားတော့မသိဘူးကျွန်တော်တော့မမြင်တာသိကြတယ်မြင်ခဲ့ရင်တော့ထိုင်လျောက်တော့ဆွေတော့ဇုံကြောကြီးနေပေါ့ဗျာဘာဆိုတော့ကိုထိုးတာက388နော်ခွန်388နဲ့စစ်ခွန်3ခုဗျနော်အဲ388ကိုဘူထိုးမိမှနေမှာပါနော်ဒါတော့မြင်ရတာပေါ့အဲတော့3ခွန်8နဲ့38ခွန်ကိုထိုးမိတယ်ဒါဒဲဖြစ်သွားပေါ့ဟုတ်ပြီကဒါကြတော့2ရ9ရပေါင်းတော့ဒီစီပေါင်းကလည်းဒီဆိုဟိုက်ဒီကထိတ်ကနေကိုနေရတော့မယ်မှတ်ထားဗျာထိတ်ကနေကိုဒီတလုံးနဲ့ပေါက်မှာလားဆိုတော့မဟုတ်ဘူးဘလို့ပေါက်မလဲနောက်ထပ်ကြည့်လိုက်မယ်9နှစ်6ဟာဒီ6နဲ့ဟာဒီ6လေးဒီလာမဲ့ပင်က3ညနဲ့ပေါင်းလိုက်ရင်6အဲ့ဒီ6ဒီမှာ6နော်ဟုတ်ပြီဒီမှာဆက်ကြည့်မယ်2နဲ့9အဲ့9ဒီ2နဲ့ပေါင်းရင်ဒီဘန်တုံးမှဖြစ်လို့သူ့ရဲ့နောက်ကလည်း3ညနဲ့ပေါင်းလိုက်ရင်ကော9အဲ့9ဒီမှာလာခုနက6 3ညက6ခါဝင်တယ်9 3ညကလည်း9ခါလို့ဝင်တယ်ခါနော်ဟုတ်ပြီဒီမှာ3နဲ့2နဲ့ပေါင်းလို့ပဲဒီ3ဟာ2နဲ့ပေါင်းလို့ပဲ3ဟာ6နဲ့ပေါင်းလိုက်ရင်9အဲ့ဒီ9ဒီခါလာဝင်တယ်နော်ရပြီဒီဘက်ဆွေတို့ဘာယူကြမလဲဒီ9က2နဲ့ပေါင်းလိုက်တော့1ထေယူပြီးပြီ9ဟာဒီ3နဲ့ပေါင်းလိုက်ရင်ဘာတော့နေစိုးကခါဝင်လို့ပဲဒီတပင်မှာလေးပဲဒီနေလို့ဒီနေလို့နော်စီတွေလေးကျွန်တော်တို့ယူရရင်မကောင်းဘူးလားဒီနေစီတွေလေးနောက်ကနေတော့ခဏလေးလုံးထည့်ပေးပေါ့ဗျာနော်ဒီနှစ်3ညဒီနှစ်1ဒီနှစ်2ဒီနှစ်3ဒီနှစ်4ဒီနှစ်5ဒီနှစ်6ဒီနှစ်9ဒီနှစ်10ဒီနှစ်9ပေါ့အဲ့ကဏ္ဍတွေကတော့နောက်ပိတ်ကတော့မိမိတို့အဆင်ပြေရပေါ့နော်လုံးပိုင်းကြီးစီကြမယ်တို့မို့နောက်ပေါင်းကြီးစီကြမယ်တို့မို့ပရိတ်ကြီးစီကြမယ်အဲ့ဒါကိုနှစ်တရာကိုယူကြပေါ့နော်အစီတော်ကကဏ္ဍလေးနှလုံးကိုနေရာနဲ့တကွပြီးလိုက်တဲ့သဘောပါဒီနဲ့နှစ်နော်ဒီနဲ့နှစ်စီတွေဒီနှစ်စီတွေကိုနောက်ကနေလူရဖြည့်ပြီးတော့ကပ်ပြီးတော့ဒါထိုးလိုက်ရင်လည်းကောင်းပါလေ10ခွက်လုံးထိုးဖို့တော့နော်ဆိုတော့သိအားပြီးတော့မိမိတို့နှစ်သက်ရာလေးတော့ပေါ့နော်မနေ့ကပြောပြီးပါပြီဗါတဲ့ကလေးတိုင်းလည်းမမြူနဲ့ဘီတိုင်းလည်းမယူနဲ့နော်ကလေးတိုင်းမြူတော့နော်ကလေးကသဘောမမှန်တော့ဆဲခံရတတ်တယ်သူကမြူလို့မြူမှမသိဘူးနော်လူကြီးတွေမြူတော့တခါလေးပြင်းဆဲနောက်ဘီတိုင်းလည်းမယူနဲ့
ပြီးတိုင်းယူတော့တယ်သူလည်းသဘောမမှန်တော့နော်တချို့ကပြီးလို့ပြီးတာမဟုတ်ဘူးကိုရခြင်းလို့ပြီးတာရှိတယ်နော်ဆွေတော်လည်းတစ်ခါလေးပါပါတယ်ရခြင်းစိတ်ဆိုလူတွေရဲ့အခြေခံစိတ်ဓာတ်ကိုနော်အဲ့ဒါကြီးအခြေခံရခြင်းလို့ပြီးဆွေတော်လည်းရခြင်းလို့ပြီးတယ်လို့ထားပါနော်ရတော့လည်းဝမ်းသာပါတယ်နော်ဖုံးပေးဖို့လေးထည့်ပြီးတယ်နော်စာစတားစိတ်ကြီးထည့်ပြီးတယ်နော်ဒါတလလထိုးကြီးဒီနေ့အထိုက်ရောကာမိတာပေါ့ထိုးကြီးသတ်ထားပါစီဘူးဝါကလေးထားကာမိတာပေါ့ဟုတ်ပြီအဲ့လိုလေးပို့ပေးကြတယ်နော်ဟုတ်ပြီအဲ့တော့ညီကုန်းပြန်ချို့အောင်ဗျာညီကုန်းပြန်ချို့အောင်ဒီ9ပင်10ပင်တွေကိုနော်ဒီကြားတဲ့ပင်တွေစစ်လို့ရှင်လည်းပဲဟိုအထိုက်လျောက်မှန်တာရှိတယ်ဗျဒီမှာ3ဆက်လိုက်မယ်3ရေ3ညရေ3ခဲမယ်ဒီမှာ3ဒီမှာထိတ်3ဟာခေါင်းတာလေနော်ဒီမှာနှစ်3 5စီပေါင်း5ထိတ်5နော်အဲ့လိုလေးသူကလည်းဒီကနေပြန်ပြောလို့ရှိရင်3ပင်မြောက်ဆိုတော့ဒီတစ်နှစ်ကလေးကမဆိုးလို့တိုက်တွန်းပါတယ်နော်ဒီတွေကနှစ်သက်တကွက်ကိုရွေးလို့တင်ပေါ့နော်ဘေးဟာတင်မယ်ဆိုတော့သူလည်းဆုံးဖြတ်တတ်ပါဘူးနော်ကိုယ်ကနောက်တစ်ဖြည်းတော့ဆုံးဖြတ်ကောင်းဆုံးဖြတ်မှာပေါ့နော်ဒါလေးမှတ်ထားမယ်ကဲပြန်ပြီးတော့ညီကုန်းချို့လိုက်အောင်မှတ်မိသွားအောင်အတွက်အဲဒီ9နှစ်6ကစားပါမယ်နောက်ပိတ်လုံးပေါင်းဒုံပိုင်းခွန်နောက်ပိတ်နဲ့ဒီလက်ရှိပင်ရဲ့ထိတ်နဲ့ပေါင်းလိုက်ရင်လေလုံးပိုင်းနောက်ပိတ်နှလုံးပေါင်းလုံးပိုင်းသူကြထိတ်ကလာနေပြီနောက်ပိတ်နဲ့အဲ့ဒီနောက်ပိတ်နဲ့ပြီးခဲ့တဲ့ပင်ထိတ်နဲ့ပေါင်းရင်လုံးပိုင်းခါလာနေပြီဒီကိုတွေဒီမှာနောက်ပိတ်ခြင်းပေါင်း5ထိတ်3နဲ့6နဲ့ပေါင်း9တွေနော်အဲ့တော့ကျွန်တော်တို့ထိုးတင်တာက2နဲ့9နဲ့ပေါင်း1ထိတ်9နဲ့3နဲ့ပေါင်း2ခါနောက်ကပိတ်ကတော့ကိုဟာကိုခေါင်းပန်းလှမ်းပြီးတော့ထည့်လိုက်ကြပါနော်ကန်ထူတဲ့ပုဂ္ဂိုလ်များကံကဆော့ပါလိမ့်မယ်နော်ကမ္မတာကောမိကံကဆော့ပါလိမ့်မယ်ကံကောင်းအောင်လေးကြိုးစားကြပေါ့နော်ကဲရွှေရွယ်ပိတ္တများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့ဘေးရန်အန္တရာယ်ကင်းစင်ပြီးတော့မိမိတို့ရဲ့လူရဆန္ဒများပြည့်ဝကြပါစေခင်ဗျာ